လောကမှာလူတွေဟာမျက်စိတစ်စုံနဲ့ရှိကြပေမဲ့မြင်တဲ့အမြင်ချင်းတော့မတူကြဘူးဉာဏ်ပညာမတူသလိုအသိပညာလည်းမတူကြပါဘူးတယောက်ကတစ်ချက်တန်အသိပညာနဲ့ပြောချိန်မှာနောက်တစ်ယောက်ကတမတ်တန်အသိပညာနဲ့ပဲတုံ့ပြန်တတ်ကြတယ်အဲ့ဒီအခါကိုနားမလဲသေးတာကိုအမှားလို့ထင်တတ်ပြီးကိုမရောက်ဖူးသေးတဲ့အဆင့်ကိုအပိုးလေးလို့ပဲစောတကတက်ကြပါတယ်သတိပြုဖို့ကအိုးသေးလေးတဲ့ကိုသမုတ်တရားရည်တွေအကုန်ထဲလို့မဆက်နိုင်တယ်လို့ပါပဲအသိအမြင်နည်းနည်းလေးနဲ့အသိပညာကြီးကြီးကိုဘလို့မှတိုင်းတာလို့မရနိုင်ပါဘူးဒါကြောင့်အသိအမြင်ကြီးမားလာလေလေလူဟာအငင်းအခုန်နဲလာလေလေပါပဲအသိအမြင်နဲတဲ့သူတွေကသာကိုမှန်ကြောင်းတက်တည်ပြဖို့အမြဲစူးစမ်းနေတတ်ကြတာပါအားလုံးပဲအသိဉာဏ်ပွင့်လန်းပြီးအေးချမ်းကြပါစေခရစ်စိတ်ဆဲရပုံနှစိတ်